Hello vlog ပိုင်းရှော့မှာဒီနေ့ကပရက်ဆိုတော့ weekend vlog ပေါ့နော်အိမ်ကလည်းလဲတန်းကိုပြောင်းနေပြီဆိုတော့ဘာစားမလဲစဉ်းစားရင်းနဲ့ကွေးတီကိုသွားစားဖြစ်တယ်ပေါ့နော်ဒီကွေးတီကိုဆိုင်ကဆိုင်ငယ်ကမုံပွင့်အရှိဘက်ကလက်ခုပ်ပင်တလန်းထဲမှာရှိတာပါဒီနေ့ဆိုင်ရောက်တော့ menu အသစ်လေးလေးရှိရနဲ့ကွေးတီကိုရဲ့ menu အသစ်ကလေးရဲ့မှာထားပါတယ်ရှုံးမှာထားတာကဒီနေ့ရဲ့ menu အသစ်ပေါ့နော်ဝက်စာတေးထမင်းပေါင်းသူက9800ပဲပေးရတယ်ပြီးတော့ရှုံးနဲ့တူတူပါလာတဲ့အမကအမဲသားစားတော့အမဲဥဆုံးကွစ်တီကိုသူက1000ပေးရတယ်ရှုံးကတော့ဝက်သားပေါ့နော်ဝက်သားသူကလိုင်းသားရှိတယ်3ထပ်သားရှိတယ်ရှုံးကတော့3ထပ်သားမှာလိုက်တယ်သူက8000ကျပါတယ်ရှုံးတို့စုစုပေါင်းဒီနေ့3ပွဲပေါ့နော်ရှုံးကတော့တယောက်တည်း2ပွဲစားပါတယ်ရှုံးအမကတော့1ပွဲတဲ့ကွစ်တီကို1ပွဲပဲစားပါတယ်ကွစ်တီကိုကအကြီးလဲရတယ်အတုပ်လဲရတယ်ရှုံးထားတော့အရင်နဲ့ပဲမှားလိုက်တယ်ပေါ့နော်ပြီးတော့သူကဒီကွစ်တီကိုပြင်ပဲကြစမ်းတို့ဒီခောက်ဆွဲတို့ဘာလို့ခောက်ဆွဲအမျိုးမျိုးနဲ့လဲရပါသေးတယ်ရှုံးကတော့ဒီထမင်းပေါင်းမှားလိုက်တော့ထမင်းပေါင်းနဲ့ကွစ်တီကိုနဲ့ပေါ့နော်နှစ်ပွဲကိုဟိုဘက်ကထမင်းပေါင်းစားလိုက်ဒီဘက်ကကွစ်တီကိုစားလိုက်နဲ့အလုံးရှုံနေတာပေါ့နော်တယောက်တည်းနဲ့နှစ်ပွဲစားခဲ့ပါတယ်ရှင်အစားကြည့်ရတော့မဟုတ်ပါဘူးဒီလိုပဲစားဖြစ်သွားပါပေါ့နော်မနက်စာနဲ့နေ့လယ်စာနဲ့ပေါင်းစားတော့နှစ်ပွဲစားဖြစ်သွားတာပါသူစီမှာတခြား menu တွေလည်းရသေးရပေါ့နော် comment မှာရှင်ရတဲ့ menu လေးတွေကိုတင်ပြထားပါမယ်ဆိုင်ကတော့အရင်အကျဉ်းမဟုတ်ပေမဲ့လည်းအဆင်ပြေပါတယ်လူနဲ့စုလာလို့လည်းအဆင်ပြေတယ်အေးစစ်စစ်လေးတိတ်စိတ်လေးနဲ့စားတာအဆင်ပြေပါတယ် weekend vlog လေးကတော့ဒီလောက်ပါပဲနောက် vlog တွေမှာထပ်တွေ့ပါမယ်နော်ဟာပါဒီဆူဒီရလေးတို့Yeah,